အစီပြန်နေသူဆိုလို့ရှိရင်လည်းကိုကတီးဆုံးမှပြန်လာတီးဆုံးမှပြန်လို့ရှိရင်တီးဆုံးလေးကိုညာရီခံဒီမှာတေချာလေးကျွန်တော်တို့ဒီကောင်လေးကိုစိတ်ဝင်သွားအောင်ကျွန်တော် link ပေးလို့ရပါမယ် then ဝက်ချန်သမားတွေအနေနဲ့လည်းအဲ့လိုပဲအထူးသဖြင့်ရောင်ရမ်းနေတဲ့ဝက်ချန်တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုပါတစ်ချမ်းမှာရောင်နေလားပါတစ်ချမ်းကိုကျွန်တော်တို့တိတိကျကျလေးဒီ product လေးကိုကျွန်တော် link ပေးမယ် safe ဖြစ်နေသုံးလို့ရမယ်ပြောမယ်ဆိုလို့ရှိရင် serum လေးတစ်ခုဖြစ်သွားအောင်ကျွန်တော်စီစဉ်ထားတယ်မင်္ဂလာပါကျွန်တော်စနိုက်ပါဒီ vlog လေးကတော့ကျွန်တော်ရဲ့ acne and oil control serum ကျွန်တော်တို့အစီပြန်နေသူတွေဝက်ချန်နေရောင်ရမ်းနေတဲ့သူတွေဝက်ချန်ဖြစ်ရတာလွယ်တဲ့သူတွေအတွက်သုံးလို့ရမယ်ဒီ acne and oil control serum လေးကိုကျွန်တော်အသေးစိတ်လေးဘယ်လိုနာမည်ပေးထားတယ်ဘယ်လို design လေးလုပ်ထားတယ်ဘယ်လို concept လေးလုပ်ထားတယ်အထက်မှာဘာ ingredient တွေကိုကျွန်တော်အဓိကထားထားတယ်ကျွန်တော်တို့နေ့စဉ်ဘယ်လိုထိထိရောက်သုံးလို့ရမယ်ဆိုတာလေးကိုတေချာလေး vlog လေးလုပ်ပေးခြင်းလို့ပါဘာကြောင့်ကျွန်တော်ဒါလေးကိုထုတ်ထားလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဝက်ချန်ပေါက်တဲ့သူတွေအနေနဲ့အရင်ပြောက်ချင်တယ်လीနော်တက်တာချင်တယ်ဖြစ်တော့ကျွန်တော်တို့တွေ့တာတွေရှောက်ပြီးတော့အုံနာမျိုးတွေလုပ်တယ်ကျွန်တော်တို့ဖုန်းတွေတိုးတယ်ဒီကအသားတွေစားသွားပြီးတော့ပြောမယ်ဆိုရင်ရေပြားတွေပို့ပြီးတော့ပျက်စီးသွားပြီးတော့ပိုဆိုးလာတဲ့အမားတွေကျွန်တော်အများကြီးဖြစ်ကြတယ်ပေါ့နော်ကျွန်တော်လည်းလုပ်ခဲ့တယ်တကယ်လို့အဆုံးပဲဆိုတော့ကျွန်တော်လည်းဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော် acne series လေးကျွန်တော်ဒီမှာပြောပါမယ်ဆိုတော့ acne series လေးစီစဉ်တဲ့အခါမှာကျွန်တော်နေ့စဉ်သုံးလို့ရမယ်လိုအပ်ရင်သုံးလို့ရမယ် save လည်းဖြစ်မယ်ထိလည်းထိရောက်မယ်ပေါ့နော် serum လေးတခုကျွန်တော်ထုတ်ဖို့ကြိုးစားပါတယ်အဲ့တော့ဒီ serum လေးကိုကျွန်တော်ထုတ်ထားပါတယ်ဆိုတော့အဲ့ကြောင့်လို့နာမည်လေးကအစားကျွန်တော် PRN when necessary ဆိုတဲ့ဟာလေးကိုကျွန်တော်တိတိကျကျလေးရေးပေးထားတယ် PRN ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့လိုအပ်တဲ့အခါမှာသုံးပါလို့ကျွန်တော်တို့ပြောတာပါဥပမာကိုကထားပါတော့okay ဝက်ချန်မဟုတ်သေးဘူးအစီပြန်နေသူဆိုလို့ရှိရင်လည်းကိုကတီးဆုံးမှပြန်လာတီးဆုံးမှပြန်လို့ရှိရင်တီးဆုံးလေးကိုညာရီခံဒီမှာတေချာလေးကျွန်တော်တို့ဒီကောင်လေးကိုစိတ်ဝင်သွားအောင်ကျွန်တော် link ပေးလို့ရပါမယ် then ဝက်ချန်သမားတွေအနေနဲ့လည်းအဲ့လိုပဲအထူးသဖြင့်ရောင်ရမ်းနေတဲ့ဝက်ချန်တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုပါတစ်ချမ်းမှာရောင်နေလားပါတစ်ချမ်းကိုကျွန်တော်တို့တိတိကျကျလေးဒီ product လေးကိုကျွန်တော် link ပေးမယ်အဲ့လိုပဲနှစ်ဖူးတော့လည်းကောင်းကျွန်တော်တို့တစ်မျက်နှာလုံးတော့လည်းကောင်း level တော့လည်းကောင်းပေါ့နော်safe ဖြစ်နေသုံးလို့ရမယ်ပြောမယ်ဆိုလို့ရှိရင် serum လေးတစ်ခုဖြစ်သွားအောင်ကျွန်တော်စီစဉ်ထားတယ်ဒီထဲမှာကျွန်တော်တို့ဝက်ချန်ပိုးတွေကိုပြောမယ်ဆိုရင်ကုညီ short ချပေးနိုင်တယ်အားလုံးလေးတော်တော်ရင်းနှီးမိသားဖြစ်တဲ့တဘာဝနဲ့လည်းအနည်းဆက်ဆုံးဖြစ်တဲ့ T3 ကိုကျွန်တော်25ရာခိုင်နှုန်းထည့်ပေးထားပါတယ်အဲ့ဒါကြောင့်ပလင်လေးကအပြာလေးဖြစ်နေရတယ်ပါပါတယ်အဓိကတော့အပြင်ကပြောမယ်ဆိုလို့ရှိရင်ဒီမြေအောင်ကြီးကိုလည်းနည်းနည်းကူပြီးတော့အကာအကွယ်နိုင်အောင်ပေါ့နော်အရင်ပြင်းပြီးတော့ရေပြားတွေလောင်ကျွမ်းသွားလို့လည်းခက်တယ်ဘာမှမပါဘဲနဲ့မထီအောင်ရင်ကြတော့လည်းခက်ပြန်ရောဆိုတော့ကျွန်တော်တို့နာမည်လေးအတိုင်းပဲလိုအပ်တဲ့အချိန်လေးမှာလိုအပ်တယ်လို့လေးသုံးပြီးတော့ထိရောက်တယ်ပေါ့နော် result လေးတစ်ခုကိုကူညီပေးနိုင်မယ် then ဒီနေရာမှာဆန္ဒတော့ထိရောက်တယ်လို့ပြောတဲ့အခါမှာလေဗာတကယ်ကျွန်တော်ပြောကျွန်တော်ကိုယ်တိုင်တကယ်ဝက်ချန်နှစ်ပေါင်းများစွာကုခဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဝက်ချန်ပေါင်းနေတဲ့အချိန်မှာတွေးနေတဲ့အတွေ့ကိုကျွန်တော်နားလဲတယ်ကိုယ်မျက်နှာမှာဝက်ချန်နေအကြောင်းရောင်ရင်းနေတယ်အရန်နေအစီလေးပြန်နေတယ်ဆိုရင်လိုအပ်တဲ့အတိုင်းလေးဥမာညတစ်ချိန်တော့၎င်းလိုအပ်ရင်မနေ့ညတစ်ချိန်စီတော့၎င်းကိုယ်အရေးပြဘလို့ absorb လုပ်လဲပုံမှာမူတည်ပြီးတော့ကျွန်တော်စိတ်ရှည်လက်ရှည်ကလေး link ပေးပါသူကဆန္ဒပြရဲ 25% အောက် D3 ပါတာဖြစ်တဲ့အတွက်အရင်ဆွဲလို့ကောင်းပါတယ်နည်းနည်းလေးနဲ့တော်တော်လေးတာသွားတာကိုတွေ့ရမယ်ကျွန်တော်မျက်နှာတစ်ပြီးတဲ့အခါမှာအရင်ဆုံးဒီကောင်လေးကိုမျက်နှာလိုအပ်တဲ့နေရာလေးကိုချပြီးတော့စိတ်ဝင်သွားအောင်စက္ကန့်30စက္ကန့်60လောက်တိတိကျကျလေးစိတ်ဝင်သွားအောင် link ပေးပါဘတ်ဆိုပြီးဒီနေ့ link လိုက်တယ်နောက်နေ့6သွားရတယ်မှာမပါပါဘူးကျွန်တော်ထပ်ပြီးတော့တေချာပြောပြရစီ but တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရောင်ရမ်းနေတဲ့နေရာမှာရှိနေတဲ့ ဝက်ချန်လေးတွေကတိတိတတ်တာကလေးပေါ့နော် D3 ရဲ့ antibacterial anti-inflammatory action တွေကြောင့်ပေါ့နော်ခေါင်းဖြစ်လာတဲ့ရောင်ရမ်းမှုတွေကြာလာတယ်ကျွန်တော်တို့ဒီဝက်ချန်တွေကိုကုညီပြီးတော့ထိန်းညှိပေးနိုင်နေဆိုတဲ့ result လေးကိုမြင်လာရမှာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့ဝက်ချန်သမားတွေရဲ့အတွက်ပေါ့နော်စောင့်ထားလို့ရတဲ့နေ့စဉ်အသုံးဝင်တဲ့ serum လေးတစ်ခုဖြစ်လာမယ်လို့ကျွန်တော်အများကြီးယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ